သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်ရာသူလဆန်း17ရက်2013ခုနှစ်ဇန်နဝါရီလ22ရက်ပဲကုတိုင်းဒေသကြီးတောင်ငူခရိုင်တောင်ငူမြို့သာသနာဟိတကာရီဗိမာန်တော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သောတတိယအကြိမ်မြောက်မစ္စည်းမအလင်းနှစ်ပတ်လည်ဓမ္မသဘင်အခမ်းအနားဝယ်ဥဆိုတော်ဘုံညီမတော်ညိုညိုကိုချမ်းမပပလှိုင်မေတ္တာမိသားစု၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်ကူးကြံစီအာဇာနည်အကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဖုံးကိုအာယုံပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်